သမီးရေတော့ကသားငံသွားတယ် ကျွန်တော်တိုင်းကညီကိုလေးစားနေအစားတော့ကလေးကိုမိဘပြည်သူများတစ်ချက်လောက်ကြည့်ကြပါမကြည့်ပါဘူး ဒါတော်နိုင်ရေးပဲ ဒါတော်လှန်ရေးပါပဲ နေကျော်သမီးကိုစားခါတောက်တယ်လို့ တို့စရာခလုံးရပြုတ်ပြဲ တို့စရာကလေးရဟိုနာတော်တဲ့ခူးပြီးတော့ တပိချက်ကဟင်းကပါပါတယ်ပဲရှိတယ် အခုနိုင်နေတဲ့ဟာရောဟင်းကောင်းလေးပေါ့ဗျာနဘိချက်ကလေးပေါ့ နောက်ရက်လဲတပိချက်ပါပဲ ဒါလေးပဲနောက်ကြတဲ့နဘိချက်ပါလေနောက်ကြတဲ့နဘိချက် အနီနဲ့အစိမ့်နဲ့ကွာသွားတာပဲရှိတယ်အယောင်တော့ပြောင်းသွားအယောင်လက်ဆောင်နေပြန်ပြီကွာငါပိချက်ခွက် အဲ့ဒါကိုလက်မလဲဘူးရာလို့ လက်မလဲဘူးခင်ဗျာသားရ သမင်းကိုလည်းသွားပြလိုက်ပါအောင်ဟိုမှာအခုလေ သမင်းဦးရ တို့ကောင်ပါ ဦးကောင်သွားပါပြီကျွန်တော်ညီလေးတွေဒါဒီသူတွေအတွက်တော်ဆန်နေရတာနော်တော်ညီလေးပါ စိတ်ညစ်ပြီးနားနိုင်မတော့နိုင်ဖြစ်နေတယ်လက်တရားမကန် စိတ်နာမယ်လေးပါထဲတယ်ဟမ်းမတက်စိတ်လို့ဒီညတက်စိတ်လေးရောက်တော့မှာ